ကွင်းတွင်းနှုတ်ဆက်ခဲ့ပေမဲ့ Instagram ကနေဟာလန်းကိုတကွက်ပြခဲ့တဲ့ဂါဘရီယယ်အားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘော်အေဒီမှာတင်ဆက်ပေးနေပါတယ်ဂါဘရီယယ်ကတော့သူ့ရဲ့ Instagram ကနေဟာလန်းကိုတကွက်ကြောပြသွားခဲ့ပါတယ်မနေ့က community တိုင်းပိုလူပွဲအပြီးနှစ်ဦးသားနှုတ်ဆက်ခဲ့ကြတာပါဒါပေမဲ့ Instagram မှာတော့ဂါဘရီယယ်ကဟာလန်းကိုထိန်းချုပ်ဖို့သူစူးစမ်းနေတဲ့ပုံအဲ့ဒီနောက် community တိုင်းရယူပြီးရီမောနေတဲ့ပုံတွေကိုအတူတူမျှဝေခဲ့တာလည်းဖြစ်ပါတယ်ဟာလန်ကိုသူထိန်းချုပ်နိုင်ခဲ့ပြီးနိုင်ပွဲရယူခဲ့တာဆိုတာကိုပပနက်နက်နဲ့ပေါ်ပြသွားခဲ့တာလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ပြိုင်ဆိုင်မှုကလည်းကြီးမားပါတယ်။အာဆင်နယ်နဲ့မန်စီးတီးတွေ့ဆုံတိုင်းနှစ်ဦးသားအချင်းများပြီးတယောက်နဲ့တယောက်မခံချင်အောင်လှုပ်ပြတာတွေကိုကွင်းထဲမှာရော social media platform ပေါ်တွေမှာတင်နေကြပဲဖြစ်ပါတယ်။အခုတော့ဂါရီရဲ့အသာစီးရသွားတဲ့အလှည့်လေးဖြစ်ပါတယ်။ဟာလန်ကတော့ဒီတစ်ချိန်မှာရှုံးနေလို့သွားခဲ့ရတာပါ။ဟာလန်ကဘောလုံးထိချက်9ချက်ဂိုးပေါက်တေကန်ကြတစ်ချိန်သာရှိခဲ့ပြီး53မိနစ်မှာလူစားလဲခံလိုက်ရတဲ့အထိဖြစ်ခဲ့သလိုဂါရီယယ်ရဲ့ပါနဲ့တဲ့ထိုးနှက်မှုတွေကိုပါခံလိုက်ရတာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ